ဒီလိုခန္ဓာကိုယ်အကြီးရနေပြီးတော့ဒီလိုမျိုးသေးသေးလေးဖြစ်သွားအောင်ဒီစနေပါရီလောက်ခဲ့လဲဆိုတာကိုမျှဝေပေးမယ်နော် calorie deficit လို့ခေါ်တဲ့ calorie တွက်စားတဲ့နည်းလမ်းတစ်ခုတည်းနဲ့ပဲခြားခဲ့တာပါတနေ့တာအတွက်မိမိတို့ခန္ဓာကိုယ်မှာလိုအပ်တဲ့ calorie ပမာဏဆိုပြီးတော့သတ်မှတ်ချက်တစ်ခုရှိပါတယ်တနေ့တာလိုအပ်တဲ့ calorie ပမာဏကတယောက်နဲ့တယောက်နဲ့မတူနိုင်ပါဘူးเนาะမိမိရဲ့အရက်အသက်နဲ့ခန္ဓာကိုယ်ဝိတ်ချိန်ပေါ်မှာမူတည်ပြီးတော့ပမာဏတွေကွဲလွဲနိုင်ပါတယ်ခန္ဓာကိုယ်ကကယ်လိုရီကိုဘယ်လိုနေရာတွေမှာပြန်ပြီးတော့အသုံးချပေးလဲဆိုတာကိုရှင်းပြပေးမယ်နော်အရင်ဆုံး BNR ပေါ့နော် BNR ဆိုတာကစနေတို့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဇီဝကာမဖြစ်စဉ်ကိုခေါ်တာပေါ့နော်အဲ့ဖြစ်စဉ်အတွက်ကယ်လိုရီ80%တောင်ပြန်အသုံးချပေးရပါတယ်ပြီးရင်တော့ non exercise activity လို့ခေါ်တဲ့ဒီနေ့စဉ်လှုပ်ရှားသွားလာမှုတွေကနေပြီးတော့လောင်ကျွမ်းနေတဲ့ကယ်လိုရီပမာဏကိုပြောတာပေါ့နော် TEF ဆိုတာကခန္ဓာကိုယ်ကစားသောက်လိုက်တဲ့အစားအသောက်တွေအကုန်လုံးအတွက်အစာချေပြီးတော့ energy တွေစုပ်ယူပေးတဲ့အချိန်မှာအသုံးပြုရတဲ့ကယ်လိုရီပမာဏပေါ့နော် EAT ဆိုတာကတော့စနေတို့ဒီလေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာအသုံးချပေးတဲ့ကယ်လိုရီပမာဏကိုပြောတာပါခန္ဓာကိုယ်ကလိုအပ်တဲ့ကယ်လိုရီကိုအသုံးပြုပေးနေပေမဲ့လည်းစနေတို့ကပိုနေတဲ့ကယ်လိုရီကိုပြန်အသုံးပြုပေးဖို့လိုပါတယ်ပိုနေတဲ့ကယ်လိုရီကိုဘယ်လိုလောင်ကျွမ်းအောင်လုပ်မလဲစနေတို့တွေအိမ်တန်းရှိရေးလုပ်တာဈေးဝယ်ထွက်တာနဲ့အစားအသောက်တွေချက်ပြုတ်ပြင်ဆင်တဲ့အချိန်မှာလည်းကယ်လိုရီကိုအသုံးချပေးရဲဆိုတာသိကြလားစနေတို့ကအစီတွေလောင်ကျွမ်းဖို့အတွက်ဆိုလို့ရှိရင်တော့ကိုလက်လှုပ်ရှားမှုလေးများများလုပ်ပေးနေဖို့လိုတယ်ပေါ့နော်ကယ်လိုရီတွက်စားတယ်ဆိုတာကခန္ဓာကိုယ်မှာလိုအပ်တဲ့ကယ်လိုရီအပြင်ကိုမှစနေတို့ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုတွေအတွက်လိုအပ်တဲ့ကယ်လိုရီကိုပါထည့်ပေါင်းပြီးတော့စားပေးရတာမျိုးပေါ့နော်အဲ့တော့မိမိကလှုပ်ရှားသွားလာမှုနည်းတယ်ဆိုလို့ရှိရင်တော့အစားလျှော့စားရမှာဖြစ်ပြီးတော့လှုပ်ရှားသွားလာမှုတွေပိုသွားတယ်ဆိုရင်တော့အစားလေးနည်းနည်းပိုတိုးပြီးစားပေးရတယ်ပေါ့နော်ဒါကြောင့်မလို့စနေကကယ်လိုရီနည်းပြီးတော့ဘိုက်အဝစားလို့ရမယ့်အစားအသောက်လေးတွေချက်ပြုတ်ပြင်ဆင်စားတတ်အောင်လို့ပြပေးနေရပေါ့နော်ခန္ဓာကိုယ်အတွက်တနေ့တာစားလို့ရမယ့်ကယ်လိုရီပမာဏအကြောင်းကိုသိပြီးသွားပြီဆိုလို့ရှိရင်တော့ဝိတ်ချဖို့အတွက်ဘယ်လိုစားပေးရမလဲဆိုတာကိုပြန်ရှင်းပြပေးမှာပါဝေးချဖို့အတွက်ဆိုလို့ရှိရင်တော့တနေ့တာလိုအပ်တဲ့ကယ်လိုရီတွေကနေပြီးတော့300ဒါမှမဟုတ်900ပေါ့နော်မိမိနိုင်သလောက်လျှော့စားပေးရမှာပါတော့ဝေးချခြင်းတဲ့သူလေးတွေကတနေ့တာစားလို့ရမယ့်ကယ်လိုရီပမာဏကိုအရင်တွက်ပြီးရင်မိမိနိုင်သလောက်လျှော့စားပေးပါနော်စနေကကယ်လိုရီလျှော့စားနေရင်းနဲ့တရက်ကိုရေ3လီတာအပြည့်တောက်တယ်အိပ်ရေးကိုလည်းအနည်းဆုံး8နာရီအပြည့်ရအောင်လို့အိပ်ပါတယ်အေးရေးပြတ်တာကလည်းဝိတ်တက်စေနိုင်တယ်နော်မိမိခန္ဓာကိုယ်လေးကျန်းမာပြီးတော့အစီအလောင်ကျွမ်းဖို့အတွက်ဆိုရင်တော့အေးရေးဝဝအိပ်ပေးဖို့လည်းလိုအပ်ပါတယ် calorie deficit နည်းလမ်းတစ်ခုတည်းနဲ့ပဲပေါင်80တောင်ချထားခဲ့တဲ့စနေကအခုဆိုလို့ရှိရင်အရင်ကထက်ပိုပြီးမျက်နှာလေးကပိန်သွဲပြီးတော့ကြည့်ကောင်းသွားတဲ့ထဲပါသွားပြီပေါ့နော်ပေါင်80တောင်ကြားဖို့အတွက်ဆိုရင်တော့စနေအဓိကလိုခဲ့တာကတော့စိတ်အားထက်သန်မှုပါဝိတ်ချနေရင်းနဲ့အပြတ်သွားတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်စားချင်တာမစားလို့စိတ်ညစ်ခဲ့တဲ့အချိန်တွေလည်းရှိခဲ့ပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကိုကြော်ဖြတ်ပြီးတော့စိတ်အားထက်သန်စွာနဲ့6လလောက်အချိန်ပေးလိုက်တဲ့အချိန်မှာစနေလုံးဝအောင်မြင်မှုတစ်ခုရသွားတယ်ပေါ့နော်အဲ့တော့မိမိကဝိတ်ချခြင်းနဲ့ပိန်ခြင်းနဲ့လို့စိတ်ကူးရှိရဲဆိုရင်တော့ဇွဲရှိရှိနဲ့လုပ်ဖို့အတွက်အကြံပေးပါရစေကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကယ်လိုရီအတွက်နီးလေးကိုလည်းစနေ post တင်ပြီးတော့ပြန်ရှင်းပြပေးပါမယ်နော်